မင်္ဂလာပါဒီနေ့အလဲကြတာတော့ဘေမိသားစုလေးပေါ့နော်အားလုံးပေါင်းဒီနေ့ဘေပြီးရင်အားလုံးပေါင်းပြီးသွားပြီနော်မိသားစု9ပေါက်ပေါ့မိသားစု9ပေါက်ပြီးဆိုတော့ဒီနေ့ဘေဆိုရင်ပြီးပြီနော်โอเคစားလိုက်ကြရအောင်ဘေမိသားစုဆိုတော့ဘေရနေစားပါမယ်ဘေရလည်းကျွန်တော်ကွာအစ်စ်ရလို့တော့မဟုတ်ပါဘူးအီမိသားစုမှလည်းပါပြီးသားနော်အီမိသားစုမှပါပြီးသားမလို့ဒီလေးညီမလေးတို့ခက်ခဲတော့မဟုတ်တော့ဘူးကင်နာပြီးသားအကွက်ဆိုတော့နည်းနည်းအခုမှစားမြင်တဲ့ညီလေးညီမလေးတို့ပြန်ပြောရမယ်ဆိုတော့နှစ်3လေးကို၄ကွက်မှာလက်တကြွယ်နဲ့နော်တိကျိုးပတိနဲ့နှစ်3လေးကိုလက်တကြွယ်တစ်ချောင်းနဲ့ဖိမယ်နော်လက်လေးတစ်စက်ကိုချိုးပြီးတော့လေနော်နှစ်3လေးကို၄ကွက်မှာနှိပ်မယ်1နဲ့5ကိုကလက်ညိုးက2ကွက်မှာနှိပ်မယ်နော်အဲ့ဒါလေးပါပဲဘေး6ကြိုးတီးလို့မရဘူးเนาะ6ကြိုးတီးလို့မရဘူးဆိုတော့လက်ခလက်လေးနဲ့ break တင်ပြီးတော့ break အုပ်တာပေါ့ဒါဆို6ကြိုးလုံးတီးလဲ6ကြိုးကအတမထွက်တော့ဒါလေးကဘေးပါဘေးပြီးရင်စီချက်မိုင်းနာစီချက်မိုင်းနာလည်းညီမတို့အကွက်အတင်မဟုတ်ပါဘူးအေမိသားစုမှလည်းပါတယ်နောက်အီမိသားစုမှလည်းပါပြီးသားเนาะခဲမဟုတ်ပါဘူးဒီဖလက်ဒီဖလက်မိုင်းနာနဲ့တူတူပါပဲစီချက်မိုင်းနာဆိုတာကျွန်တော်ဘီမိုင်းနာလည်းကင်ယူရဲဆိုပဲเนาะဒါစီချက်မိုင်းနာဒီဖလက်မိုင်းနာအတူတူပါပဲတိကျိုး၄ကွက်ကလက်ညိုးနဲ့နှိပ်မယ်နှစ်ကျိုး3ကွက်နှစ်ကျိုး5ကွက်လက်ခလယ်နဲ့နှိပ်မယ်လက်တကြွယ်က4ကျိုးကို6ကွက်မှာနှိပ်မယ်လက်တန်းက3ကျိုးကို6ကွက်မှာပဲနှိပ်မယ်အဲ့ဒါလေးပဲเนาะဒါစီချက်မိုင်းနာပါစီချက်မိုင်းနာလည်းရတယ်ဒီဖလက်မိုင်းနာလည်းရတယ်တရှင်းစာအုပ်ဒီမှာဆိုရင်ကတော့စီချက်မိုင်းနာဆိုရင်စီရဲ့တော့ဖုံးပြင်းသုံးတဲ့ချက်အပ်ခဲ့ရလေနော်ချက်အပ်ခဲ့ရရဲ့နောက် M အသေးလေးရပေါ့အဲ့ဒါစီချက်မိုင်းနာဒီဖလက်မိုင်းနာနဲ့ရေးမယ်တရှင်းစာအုပ်ဒီမှာရေးတယ်ဆိုရင်တော့သူက D အကြီးရယ် B အသေးလေးရယ် M အသေးလေးရယ်ဒီဖလက်မိုင်းနာပေါ့နော်ဆိုတော့နှစ်ကွက်ရှိပါပြီနော် B C sharp minor D flat minor ပြီးရင် D sharp minor D sharp minor ကြတော့သူကခက်ခဲမဟုတ်ဒီတစ်ကွက်ကိုကြော်လိုက်ခုနှစ်ကွက်ကိုကြော်လိုက်ခုနှစ်ကွက်ကိုကြော်ပြီးတော့ဒီထိအောင်ရအောင်ဆုပ်လိုက်နော်အဲ့ဒါဆို D sharp minor ရပါတယ်ခုနှစ်ကွက်ကိုကြော်မယ်ရှစ်ကွက်ကိုလာမယ်အဲ့ဒါ D sharp minor နော် D sharp minor လို့လည်းခေါ်တယ် E flat minor လို့လည်းခေါ်ပါတယ်နော်C sharp minor D sharp minor 3ကွက်ရှိပါပြီเนาะ B C sharp minor D sharp minor D sharp minor ဒီရှင်းစာအုပ်ဒီမှာရေးလို့ရှိရင် D အကြီးရယ်ဖုံးပေဖြစ်ရင်သုံးတဲ့ချက်အပ်ခဲ့ရယ် M အသေးလေးရယ်เนาะD sharp minor ပါနောက်တစ်ခုက D sharp minor လည်းပြောလို့ရတယ် E flat minor လို့လည်းခေါ်လို့ရတယ်เนาะသူက2မျိုး3မျိုးနာမည်2မျိုးရှိတာပေါ့ C sharp minor လည်းဒါပဲ E flat minor လည်းတရားပဲပြီးရင်၄ခွက်မြောက်က E E ကတော့အကွက်အသစ်လည်းမဟုတ်ပါဘူး A မိသားစုမှာရော E မိသားစုမှာရောပါပြီးသားဆိုတော့ညီလေးညီမလေးရနေတာပါပြီเนาะမကြည့်ရသေးတဲ့ညီလေးညီမလေးတွေကကော့မိသားစုပို့လေးတွေမှာဝင်ကြည့်ပြီเนาะ E ဆိုရင်လေ၄ခွက်မြောက်က E ပါဆိုတော့အားလုံးပေါင်း B C sharp minor D flat minor နော် C sharp minor D flat minor တူတူပဲเนาะနောက် D sharp minor E flat minor တူတူပါပဲနောက် E နောက်5ခွက်မြောက်က F sharp ပါ F sharp ဆိုတာညီမတို့ကင်ခဲ့တဲ့ F เนาะ F ကိုနောက်တစ်ခွက်ကိုဆုပ်ပေးလိုက်နောက်တစ်ခွက်ကိုဆုပ်လိုက်ရင်သူကချက်ရတယ်ဒါသူ F sharp ပေါ့F sharp လည်းခေါ်တယ် G flat လို့လည်းခေါ်တယ်သူက2မျိုးနာမည်2မျိုးဖြစ်သွားတာပေါ့နော်F လေးကင်လိုက်ပါ F ကင်ပြီးတော့နောက်ကိုတစ်ခွက်ဆုပ်လိုက်
အဲ့ဒါဆိုရင် F ချက်ပါစာသချင်းစာအုပ်တွေမှာအခရာအနေနဲ့ရေးမှဆိုရင် F အကြီးရဲ့ဖုံးပေဖြစ်ရင်သုံးတဲ့ချက်အခရာရယ်နော်ဒါ F ချက်လို့လည်းခေါ်တယ် G flat လို့လည်းခေါ်တယ်နာမည်2မျိုးနဲ့ပေါ့အားလုံးပေါင်း5ခွက်ရှိပါပြီနော် B C sharp minor D flat minor နောက် D sharp minor E flat minor ပြီးရင် E ပြီးရင် F sharp G flat 5ခွက်ရှိပါပြီနော်ကဲလာဖြစ်တဲ့6ခွက်မြောက်က G flat minor G sharp minor G sharp minor ကြတော့ဒီမှာတူတူပါပဲဒီမှာတို့ G flat minor ကင်ခဲ့ပြီးရယ်နော် D key မှာပေါ့နော် D key မှာ G flat minor ကင်ပြီးရယ်နော်အဲ G flat minor ကိုပြန်ကင်ပြီးတော့ D ထိအောင်လာခဲ့5ခွက်ကိုကျွန်တော်6ခွက်ထိအောင်လာခဲ့လိုက်နော်အဲ့ဒါ G sharp minor ပါ G sharp minor လို့လည်းခေါ်တယ်နောက်တစ်ခုက A flat minor လို့လည်းခေါ်ပါတယ်နော်သူကလည်းနာမည်2မျိုးနဲ့ပဲG ကနေဆုံးလို့ G flat minor A minor ကနေရှေ့တိုးတော့ A flat minor ပေါ့နော်အားလုံး6ကွက်ပြီးသွားပြီနော် B C sharp minor D sharp minor E F sharp G sharp minor နောက်ဆုံးကွက်ကတော့ A sharp dim ဖြစ်ပါတယ် A sharp dim ကစာအုပ်တွေမှာရေးလို့ရှိရင် A အကြီးရယ်ဖုံးပေဖြစ်ရင်သုံးတဲ့ချက်အခရာရယ် DIM dim ဆိုတဲ့ဟာလေးနဲ့နော် A sharp dim ပေါ့ A sharp dim ကခက်ခက်ခဲမဟုတ်ပါဘူးဒီလိုမျိုးလေးကင်လိုက်ဒီကင်ပြီးတော့တကြိုးတီပေါ်တက်လိုက်နော်တကြိုးတီကင်လိုက်တော့4 3 4 2 3ပေါ့နော်4ဒီကင်ဒီကင်ပြီးတော့တစ်ချောင်းချင်းဒီတကြိုးတီတက်လိုက်3ကြိုးက4ကြိုးတက်မယ်2ကြိုးက3ကြိုးတက်မယ်ဒီက1ကြိုးက2ကြိုးတက်လာမယ်နော်အပြီးရင်1ကြိုးကလွတ်သွား1ကြိုးနှစ်ယောက်လက်တန်း3ကွက်မှဝင်နေလိုက်အဲ့ဒါ A sharp dim မှာအဲ့ဒီလိုပဲတီးရပါမယ်အပေါ်က9 6ကိုတီးလို့မရဘူးနော်သတိထားပြီးခပ်ပါချက်တင်ဆိုအားလုံးပြည့်သွားပြီပါနော်ဒီချက်တင်အားလုံး9ခွက်ပြည့်သွားပါပြီ B C sharp minor D sharp minor E F sharp G flat minor G sharp minor A sharp dimဒီနေ့ကျတော့ပေါ့ဒီကင်နဲ့ဘိုးသူရလေးတွေနောက်နေ့ကျရင်ထပ်ပြီးတော့မိုးမှန်ပို့အဖြစ်နောက်တစ်ပို့ထပ်တင်ပေးပါမယ်နော်တတာ